မြူခိုးတောင်ဤသွေးခေါင်လောင်အပိုင်းတစ်ညတခေါင်ဤခေါ်တဲ့ရှီဟောင်းကာလာတုန်းကမြူခိုးတောင်ဆိုတဲ့တောင်ကြီးတစ်တောင်ရှိခဲ့တယ်။အဲ့ဒီတောင်ကိုရွာသားတွေမကြာခဏကြည့်ရဲပေမဲ့မတက်ရဲကြဘူး။ဘာကြောင့်လဲဆိုတော့ညတခေါင်ရောက်တိုင်းတောင်ပေါ်ကနေခေါင်လောင်းတန်ကြီးထွက်လာတတ်လို့ပဲ။တောင်အတန်ကတောင်တစ်ခုလုံးတုန်ခါသွားစီပြီးကြားတဲ့သူတိုင်းရင်ထဲအီးဆက်သွားတတ်တယ်။ရွာထဲမှာတော့ဒန္တာကြီးတစ်ခုရှိတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းကအဲ့ဒီတောင်ပေါ်မှာဘုံကြီးကျောင်းကြီးတစ်ကျောင်းရှိခဲ့တယ်။ဒါပေမဲ့တညမှာရဟန်းအားလုံးရုတ်တရက်ပျောက်ဆုံးသွားပြီးကျောင်းကြီးလေးမြူထဲမှာပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းညတိုင်းခေါင်းလောင်းတန်ထွက်လာတတ်ပြီးအတန်နောက်လိုက်တဲ့သူတိုင်းပြန်မလာတော့ဘူးလို့ပြောကြတယ်။ဒါပေမဲ့ရဲမှန်ဆိုတဲ့လူငယ်တယောက်ကတော့ဒီတရားကြီးကိုမယုံဘူး။သူဟာတတိရှိပြီးစူးစမ်းခြင်းစိတ်ပြင်းတယ်။တနေ့မှာသူ့အဖိုးသေဆုံးကနီးသူ့ကိုမြေပုံဟောင်းတစ်ခုပေးခဲ့တယ်။မြေပုံပေါ်မှာသွေးနီရောင်မှင်နဲ့စာတစ်ကြောင်းရေးထားတယ်။ခေါင်းလောင်းတိတ်သွားသည့်ညတွင်အမောင်နိုးထလာလိမ့်မည်ရဲမန်စိတ်ဝင်စားသွားတယ်ဒါကြောင့်လဖြီညတညမှာမီးအိမ်ဒါအတူနဲ့မြူခိုးတောင်ကိုတက်ဖို့ဆုံးဖြတ်လိုက်တယ်တောင်လန်းကအယမ်းတိတ်ဆိတ်နေတယ်လေတိုက်တန်အောင်မကြားရဘူးတောတွေကတစ်ပင်တွေကလည်းလူကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်တဖြည်းဖြည်းမြူတွေထူလာတယ်တောင်ခေါင်းလောင်းတန်ပေါ်လာတယ်ရဲမှန်ရင်တဲ့တုံသွားတယ်အတန်ကနီးကလာတယ်လို့ခံစားရတယ်လမ်းဆက်လျှောက်ရင်သူ့ရုတ်တရက်ရပ်သွားတယ်မြူထဲမှာလူတယောက်ရပ်နေတာကိုမြင်လိုက်ရတယ်အဖြူရောင်ဝတ်ယုံရှည်ကြီးဝတ်ထားပြီးမျက်နာကိုစပင်နဲ့ဖုံးထားတယ်ဘသူလဲလူရဲမှာအော်မီးလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကမဖြီးဘူးတဖြည်းဖြည်းသူ့ဘက်ကိုလှောက်လာတယ်ရဲမှာမီးအိမ်မြောက်ကြည့်လိုက်တဲ့အခါအဲ့ဒီလူမှာမျက်နှာမရှိဘူးမျက်လုံးနှာခေါင်းပါးစပ်ဘာမှမရှိတဲ့ဖြူဖြော့နေတဲ့မျက်နှာပြင်ကြီးပဲရဲမှာလန့်ပြီးနောက်ဆုတ်လိုက်တယ်တောင်ကောင်းလောင်းတန်ကပူကျဲလာတယ်အဲ့ဒီအရာကရုတ်တရက်ခေါင်းဆောင်ပြီးအတန်တိုးနဲ့ပြောတယ်နောက်ပြန်မလဲနဲ့ရဲမှချက်ချင်းပြေးတော့တယ်မြူရီကြားမှာသူပြေးနေရင်နောက်ကခြေတံနေကြားနေရတယ်တယောက်တည်းမဟုတ်ဘူးအများကြီးပဲသူနောက်လှည့်ကြည့်လိုက်တဲ့အခါမြူထဲမှာမျက်နှာမရှိတဲ့လူအုပ်ကြီးရှောက်လာနေတာမြင်လိုက်ရတယ်သူတို့အားလုံးခေါင်းငုံထားပြီးတပြိုင်နက်တည်းပြောနေကြတယ်ခေါင်းလောင်ကိုမတိတ်စေနဲ့ရေမှန်ကြောက်လန့်ပြီးအရှိကိုအမြန့်ပြေးသွားတယ်တောင်ထိပ်နာရောက်တော့မြူကြားထဲမှာဖုံးကြီးကြောင်းပြက်ကြီးပေါ်လာတယ်တခါကြီးဟာအလိုလိုကြီးဆိုပြီးပွင့်လာတယ်အတွင်းထဲမှာဖျောင်းတိုင်းနေလောင်နေတယ်ဒါပေမဲ့ထူးဆန်းတာကပတ်တူးမှမရှိဘူးကျောင်းအလဲမှာကြီးခုံလုံးကြီးတစ်လုံးချိတ်ထားတယ်ခေါင်းလုံးအောက်မှာတော့တွေးချုပ်ပြီးပေးချနေတယ်ရဲမနီးကသွားတဲ့အချိန်မှာတောင်ခေါင်းလုံးကြီးသူ့ဘာသာထိုးသွားတယ်အဲ့ဒီအတန်နဲ့အတူကျောင်းတစ်ခုလုံးမီးတွေငြိမ်သွားတယ်အမောက်ထဲမှာအသက်ရှူတာနေကြားလာတယ်ယေမန်မီအင်ကိုပြန်ထွန်းလိုက်တဲ့အခါသူ့ပတ်လည်မှာမျက်နှာမရှိတဲ့လူတွေဝိုင်းရနေကြပြီ